အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အဖွဲနဲ့ကနေပြီးတော့မုံလို့ရေးဖို့နဲ့မုံလဲဆောင်းလေးကိုလုပ်ပြပြီးတောင်းပါပဲဖြစ်ပါတယ်ရှင်ဒါကတော့အုတ်တီးစားပြီးတော့မခွဲရဖြစ်တယ်ဒါကကျုံမုံနဲ့မုံညင်နဲ့ခုစားပြီးတော့နေရဖြစ်တယ်ခုကတော့မုံလို့ရေးဖို့စားပြီးလုံးနေတာပဲဖြစ်ပါတယ်ရှင်အဖွဲသားအလုပ်ကကိုတောင်းဝနဲ့ကိုအလုပ်တွေရှုံနေကြတာပဲဖြစ်ပါတယ်ခုကတော့မော်လဲဆောက်လုပ်မှုအတွက်အုံနုကျိုးတာပဲဖြစ်ပါတယ်။အုံနုထဲမှာစားရဲတကြားရဲကိုထည့်ပြီးတော့ထည့်ကျိုးထားတာပါ။ဒါကတော့မုတ်ဖက်ကိုထည့်ပြီးတော့ဆက်ဆက်မှများတဲ့အတိုင်းပဲ။โอ้ก้าวบอกว่าเชียร์ก้าวบอก那抽了噻。ဆောက်တိုက်ပြီးတဲ့နောက်မှာမော်လို့ရေးဖို့ကိုစားပြီးတော့ပြုံနေပါပြီ။ဒါကတော့မော်လို့ရေးဖို့စိတ်သွားလို့ဆဲနေတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒါကမော်လို့ရေးဖို့ရဲ့နောက်ဆုံးရလဒ်လေးပါပဲရှင်။အစောတီကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။